Apple Company ရဲ့ America မှာရှိတဲ့ကမ္ဘာရုံးချုပ်ကိုရောက်နေပါတယ်။ဒီနေရာလေးကတော့ Apple Park လို့ခေါ်ပြီး California ပြည်နယ် Cupertino မြို့ Silicon Valley နားမှာရှိပါတယ်။ဒါကတော့ Welcome Center ပါ။ဒီနေရာကတော့ဧည့်သည်တွေလာရင် Apple product တွေဝယ်လို့ရတယ်ပြီးရင် Apple အကြောင်းကိုလေ့လာလို့ရတဲ့နေရာပါ။ဒီနေရာကတော့ campus ဆိုလာလဲလူတွေပြီးတော့ Apple product ဆိုလာဝယ်လူတွေနဲ့စီနေပါတယ်။ညီမကတော့ဒီ AirPods တွေကို musical notes လိုမျိုးလုပ်ထားတဲ့ design လေးကိုသဘောကျမိပါတယ်။ Creative အရင်ဖြစ်တယ်လို့ခံစားရတယ်။ဒီနေ့ Apple Park ကိုလာတဲ့နောက်ရွေးချက်တစ်ခုကတော့ iPhone လာဝယ်ရဖြစ်ပါတယ်။အဲ့ဒီဖုန်းကို$200နီးပါး discount ရခဲ့တယ်။ဘယ်လိုရခဲ့တာလဲဘာ model ဝယ်လိုက်တာလဲဆိုတာသိရှင်နေဆိုရင် comment ထဲမှာရေးပြီး video လေးနောက်တစ်ခုလုပ်ပေးပါမယ်။ဒီ Apple Store ကဘန်ကောက်တို့စင်ကာပူတို့ဒါမှမဟုတ်ရင်တခြားကမ္ဘာပေါ် location တွေနဲ့ဘာကွာသွားလဲဆိုတော့ Apple ကထုတ်တဲ့ official merchandise တွေ t-shirt တို့အင်ဂျီတို့hoodie တို့ရေခွက်တို့လွယ်အိတ်တို့ကိုဒီ Apple branch မှာဝယ်လို့ရပါတယ်အဖြူရောင် logo ကြီးမဖြစ်ခင်တစ်ချိန်တုန်းကသူ့ရဲ့ logo က rainbow logo ဆိုတာအခုမှပဲသိပါတယ်နောက်လိုက်ပြမယ့်နေရာတော့အရန်မိုက်ပါတယ် iPad နဲ့ AR သုံးပြီး Apple campus ကြီးရဲ့ပတ်လည်တစ်ခွင်လုံးကိုမြင်တွေ့နိုင်ပါတယ်ဒီအဝိုင်းထဲမှာသူတို့ရဲ့ office ရှိတယ်ဒီ Apple Park ကြီးကတော့2019မှာပထမဆုံးစဖွင့်ပြီးတော့သူ့ကိုစောက်တဲ့ကုန်ကျစရိတ်ကတော့$5 billion ပါဒီ campus ကြီးကတော့185 ဧကကျယ်ပါတယ်ပြီးတော့နောက်အနာဂတ်အရန်ဆန်တဲ့အဆောက်အဦကတော့ Steve Jobs Theater ပါမြန်မာလိုပြန်လိုက်ရင်တော့ Steve Jobs ရုပ်ရှင်ရုံဒီနေရာရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့ဥပမာ iPhone အသစ်ထွက်တယ်ဆိုရင်ဒီနေရာမှာပဲပထမဆုံး presentation ပေးရ launch လုပ်တယ်ပြီးရင် events တွေပွဲတွေပေါ့နော် Apple ကလုပ်တဲ့ပွဲတွေ special ပွဲတွေရှိရဆိုရင်လည်းဒီမှာပဲကျင်းပပါတယ်သူ့ architecture design ကတော့ပတ်လည် cylinder shape မှန်နေနဲ့စောက်ထားတဲ့အဆောက်အဦဖြစ်ပါတယ်ဒီ iPad ကနေကိုဒီအဝိုင်းရဲ့ခေါင်းမိုးကိုမပြီးအထဲထဲမှာအလုံးလုံးနေတဲ့ဝန်ထမ်းတွေတွေ့ရပါတယ်Another thing is ဒီအဝိုင်းရဲ့ခေါင်းမိုးက solar panel တွေသုံးထားပြီး 100% renewable energy ပါနောက်လိုက်ပြမယ့်နေရာလေးကတော့သူတို့ရဲ့ rooftop ဒီ rooftop ကနေခုနကပြတဲ့အဝိုင်းအဆောက်အဦကိုတွေ့ရပါတယ်နောက်ဆုံးလိုက်ပြမယ့်နေရာလေးကတော့ Apple coffee ဆိုင်ဖြစ်ပါတယ်လာလည်တဲ့ visitors တွေတွေ့လို့အလုံးလုံးနေတဲ့ Apple ဝန်ထမ်းတွေလည်းတွေ့တယ်သူတို့တွေကတော့ Apple software engineer လို့ထင်တယ်သူတို့စီမှာရနိုင်တဲ့ drinks menu drinks အပေါ်မှာ Apple logo latte art လည်းလုပ်ပေးပါတယ်ကားပါကင်ကိုသွားနေနေတဲ့ Tesla ရဲ့ Cybertruck ကြီးကိုတွေ့ရညီမမေကတော့တန်ပုံကားလို့ခေါ်တယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ် Apple Park ကိုရောဘယ်လိုမြင်ပါလဲ